ကောင်းတာလုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်အော်ငါအရွယ်နဲ့မတော်ဘူးဒါလည်းတားတယ်ခေါ်တာပဲနော်ငါအရွယ်နဲ့မတော်ဘူးဒါမျိုးမလုပ်သင့်ဘူးငါပြောရင်ရှက်စရာကြီးလူလောကဟိရိဝတ္တပဆိုတာဆင်ញင်သုံးသက်တာဟိရိဝတ္တပတာဟိရိဆိုတာကိုယ်သိက္ခာကိုလေးစားအော်ငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီစိတ်မျိုးတွေငါမွေးတာမကောင်းဆိုပြီးကိုယ့်ကိုပြန်တားတာအဲ့ဒါဒီလိုအတွေးနဲ့တားဒါကကမ္မထာနဲ့တားတာမဟုတ်အတွေးနဲ့တားဆင်ញင်တုံတရားနဲ့တွေးတားအော်ငါဒီသက်တည်ရွယ်လို့ဖြစ်နေပြီအော်သူများသက်တည်တတ်နေတာသူများဥစ္စာခိုးတာသူတော်ကသားမယားပြစ်မှားတာလိန်ပြောတာအရက်သေးစားတောက်စားနေတာမတော်ဘူးငါကတောင်သူများဆုံးမရမှာမိဘဖြစ်နေငါမိဘဖြစ်နေသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဟောဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်အဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြက်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာကြီးကျဆင်းတာဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလုံးသူဂုဏ်သိက္ခာနဲ့သူနေရတားမြစ်ရ